ဆရာမရဲ့နာမည်လေးသိပြစေကျမနာမည်ကမာကပပနူအောင်လို့ခေါ်ပါတယ်ဟုတ်ကဲ့ဆရာမဘယ်တိုင်းလာရောက်ပြီးတော့တက်ရောက်အောင်မြင်ခဲ့တာလဲကျမကကချင်ပြည်နယ်မြို့ပေါင်းကနေလာပြီးတော့ဒီမှာ theology ညာရဲ့ကိုလာပြီးသင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ဘယ်နှစ်လေ့လာခဲ့တာလဲကျမက theology ဘာသာရဲ့ကို၄နှစ်လေ့လာခဲ့ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီနေ့ဘွဲရရဆိုတော့ဆရာမရဲ့ပျော်ရွှင်မှုကဘယ်လောက်များဖြစ်နေမလဲဘွဲရခဲ့ပြီဆိုတော့၄နှစ်လုံးလုံးတော့လေ့လာခဲ့ရဲဆိုတော့ဒီနေ့က၄နှစ်ဒီဆုံးသွားပြီဆိုရင်ခံစားချက်တော့ရှိပြီးတော့နည်းနည်းပေါ့ပါသွားဒါပေမဲ့ဆက်ပြီးတော့ကြီးလေးရဲ့အရာအများရှိသေးရဲ့ဆိုတော့နည်းနည်းခံစားမိသွားတယ်ဟုတ်ကဲ့ဆိုတော့ကြော်ပြတ်ခဲ့ရတဲ့လင်းနှစ်တာကာလမှာပေါ့နော်ဆရာမဘလို့ရင်ဆိုင်ဘလို့စူးစမ်းဆက်ကြော်ခဲ့ရပါတယ်လေလင်းနှစ်တာကာလမှာဘလို့ရင်ဆိုင်ခဲ့လဲဆိုတော့နေရလှုပ်ရှားရှိတဲ့အရာတွေကိုလှုပ်သွားရဲဆိုတော့ဒီတိုင်းလှုပ်ရှားရှိတဲ့အရာပုံမှန်လှုပ်ပြီးတော့၄နှစ်ချက်တိုင်းခဲ့ပါတယ်ဟုတ်ကဲ့ဆရာမအမတ်တရားများရှိနေပြောပြလို့ရပါတယ်အမတ်တရားတွေကတော့နေတိုင်းကတော့အမတ်တရားပဲဒါပေမဲ့ဒီကြောင့်မှနည်းနည်းအမတ်တရားဖြစ်တာကတော့ဒီအာယုံစုတောင်းခြင်းနဲ့ပတ်သက်ပြီးနည်းနည်းအမတ်တရားလေးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဆိုတော့ကျောင်းပြီးတဲ့နောက်ပိုင်းမှာဆရာမဘယ်လိုလုပ်သွားဖို့စဉ်းစားထားပါတယ်လဲကျမအခုtheology case လေးလာပြီးဆိုတော့ဆက်လက်ပြီးတော့ပညာရေးထပ်ပြီးလေ့လာချင်သေးရဲ့ဖိုက်ခင်လို့တော့ဘယ်လိုလဲမသိသေးပေမဲ့ဆက်လေ့လာချင်ပါသေးရဲ့ဟုတ်ကဲ့ပါဆိုတော့ကျန်တဲ့ကျောင်းသူကျောင်းသားတွေရောဆရာမဘယ်လိုမှစကားပါချင်လဲအခုတင်ရတဲ့အချိန်မှာကောင်းကောင်းလေးတင်ယူပြီးတော့ကောင်းကောင်းလေးမှတ်သားစီချင်တယ်ဟုတ်ကဲ့ပါခုလိုဖြေချပေးလို့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ